အခုဘာကောင်းကိုင်းကောင်းမလဲမသိပါဘူးကျွန်တော်ဒီကောင်းကိုင်းကောင်းမလားမသိပါဘူးခင်ဗျာကျွန်တော်ကတ်တိုခတ်ကိုင်းကောင်းမလားဆိုင်ရကိုင်းပြီဗျကိုင်းလို့မရတော့အဲ့တော့ဘယ်ကောင်းလေးကိုင်းကောင်းမလဲမတက်တမ်းမကိုင်းကောင်းမယူတော့ကိုင်းဒီကောင်းလေးရှက်ကြရင်ရောဒီကောင်းရောကျွန်တော်တိတ်မကိုင်းနိုင်ဘူးဗျရောကျွန်တော်ဒီဟာလေးကျဲတယ်မီးရလေးပဲကျဲမယ်တော့မီးရလေးကျွန်တော်ရှက်ကျဲတယ်အခုမီးရနဲ့ကျွန်တော်ရှက်ကျဲတော့ပါမယ်ကျွန်တော်အခုမှ grammar စာ3ပဲရောက်သေးပါတယ်ဒါပေမဲ့ကျွန်တော်မီးရနဲ့ရှက်ကျဲတော့ပါနောက်ပွဲကျွန်တော်ဘာရသွားလဲကြည့်ပေးထားပါခင်ဗျာညီမလေးကြည့်ပါပဲခင်ဗျာ